ကလပ်ဘိန်းဂီယာ6ချက်ထက်ကမှာခါမကုန်းရတဲ့ဘိန်းကိုလိုချင်တယ်ဆိုတော့ဒီ CB 150R နဲ့မိတ်ဆက်ပေးပါမယ်ဒါလေးတွေကကျွန်တော် Honda ကုမ္ပဏီကထုတ်လာတဲ့ CB 150R model လေးဖြစ်ပါတယ်ညီကိုရေနော်ဆိုတော့ဒီဘိန်းလေးဆိုရင်အရန်မှာ engine power နော်ကျွန်တော် 150cc ဖြစ်တဲ့အတွက်ကြောင့်မို့စီစားလည်းတက်တာတယ်နော် Honda engine ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် engine လည်းမာတယ်ပေါ့နော်ဆိုတော့အတွက်ကြောင့်မို့ညီကိုတွေကဒီဘိန်းလေးတွေထုတ်ချင်တယ်ဆိုရင်ထိုင်အောင်နေတဲ့ညီကိုတွေအတွက်ပေါ့နော်ဒီဘိန်းထုတ်ချင်တယ်ဝယ်ချင်တယ်ဆို2200နဲ့ကိုကျွန်တော်တို့ပေးပြီးတော့ရောင်းပါတယ်အိမ်ကြီးကိုလာဖို့ပေးတယ်အိမ်ရောက်မှပဲလာဖို့တဲ့ကားသမား2200ပဲပေးရမှာပေါ့နော်ဒါလေးတွေက Honda CB 150R လို့ခေါ်ပါတယ်ကျွန်တော်တို့ခီးဝေးသွားမလားနော်ကျွန်တော်တောင်းတလေးရှိမယ်နော်တောင်းတရှိမယ်ဘာဖြစ်လို့လဲကျွန်တော် naked bike ဘိန်းဖြစ်တဲ့အတွက်ကြောင့် sport bike တွေလိုမျိုးခါကုန်းစရာမလိုပေါ့နော် AAC တောင်းတနဲ့တွားလို့ရမယ်engine power 150ဖြစ်တဲ့အတွက်ကြောင့်မလို့လဲကျွန်တော်တို့ကစီစားလဲတက်တာသလိုစိတ်သားအတိုင်းလဲကိုပါမဲ့အနေထားတစ်ခုမှရှိရပေါ့နော် engine power များတဲ့အတွက်ကြောင့်မလို့ဟိုပါဒီဘိန်းလေးဆိုရင်ပါလဲ function လေးကျွန်တော်ပြပြပါနော်ဒီနောက်ဘက်ဆိုရင်ကျွန်တော်နောက်ဘက်က ABS brake ကိုထည့်ပေးထားတယ်နော်ပြီးတိုင်ခွက်ကလည်းကျွန်တော်တို့က digital တိုင်ခွက်နဲ့လာတယ်ပေါ့နော်ဒါမျိုး digital တိုင်ခွက်နဲ့ပါ okay ဟိုဘက်မှာလည်းကျွန်တော် digital တိုင်ခွက်နဲ့ရောင်း2အောင်ရမယ်ပေါ့နော် CB 150ပါရှေ့ဘက် brake ကဆိုလဲကျွန်တော်တို့ ABS brake ပေါ့နော်ရှေ့ဘိန်းနောက်ဘိန်း ABS တွေကုန်ပါတဲ့ကြောင့်မို့ကျွန်တော်တို့တော့မိုးရွာနေပူကျွန်တော်တို့နော်တဲလန်ခဲလန်အကုန်ကျွန်တော်တို့တွားလို့ရနေတာတော့မှရှိတယ် slim မဖြစ်တော့ဘူးပေါ့နော် okay ဒီဘိန်းလေးထုတ်ချင်တယ်ဆိုရင်တော့ကျွန်တော်ညီကိုတွေကနော်ကျွန်တော်ဒီဗီဒီယိုရဲ့ comment မှာပဲဖြစ်ဖြစ်နော်ပေးတွေ TikTok တွေမှာပဲဖြစ်ဖြစ်အသေးသေးဆုံးသမ်းမင်းများနိုင်ပါတယ်ဗောနော်ညီကိုရေနော် okay အထက်အောင်နေတဲ့ညီကိုအတွက်ကိုသတင်းကောင်းပေါ့လေနော်ဒါမျိုးဘိန်းလေးတွေကိုညီကိုတွေကလိုချင်တယ်နော်ဒါမျိုးဘိန်းလေးရှာနေရကြားပြီးကိုရဲလားနော်ကျွန်တော်တို့ Amstel စီးမဲ့စာဒီဘိန်းပဲစီးမှာပေါ့ညီကိုရေနော် Amstel နဲ့ဘာမှမဆိုင်ဘူးညီကိုရေနော်ဝေးဒီဘိန်းလေးတွေဝယ်ချင်တယ်ဆိုရင်အင်ဂျင်အာမခံမှာကျွန်တော်3နှစ်ထိကျွန်တော်ပေးပါမယ်ဗောနော် okay လိုရတဲ့ညီကိုတွေသေးသေးဆုံးသမ်းမင်းများပါခင်ဗျာ